မင်္ဂလာပါမင်္ဂလာညချမ်းလေးပါမင်္ဂလာပါရှင်အဲကြတော့ပေါ့နော်2026မှာတကယ်ကိုပြည့်စုံကြော်ဝါချွေတွေပိုင်ဆိုင်ရမယ့်သူတွေเนาะဒီ live ကိုမြင်မှာဖြစ်ပါတယ်เนาะ2026မှာအခုဆိုရင်ဒီလတင်နောက်ဆိုလာဖြစ်သွားပြီနောက်ဆိုလာ2025ကုန်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့2026ကိုကူးတော့မဲ့လဖြစ်တယ်ပေါ့နော်ကူးတော့မဲ့အချိန်မှာကူးတဲ့အချိန်မှာအဲ့ခြေကစပြီးတော့2026ကိုရောက်တဲ့ခြေကစပြီးတော့မှပြည်သူတော်ဝချင်းတွေပိုင်ဆိုင်ရဖို့ပြင်ဆင်ရမယ့်အရာတွေကိုဒီမှာမျှဝေပေးမှာဖြစ်ပါတယ်เนาะโอเคအတန်ကြီးလားရှင်းလားတစ်ချက်လောက်ရေးလာပေးမယ်เนาะမင်္ဂလာပါအားလုံးမင်္ဂလာပါရှင်ဟုတ်ကဲ့ပါမင်္ဂလာတဲ့သူတွေအားလုံးမင်္ဂလာပါမင်္ဂလာတဲ့သူတွေအားလုံးမင်္ဂလာပါမင်္ဂလာပါရှင်ဟုတ်ကဲ့ပါเนาะဒပြည့်မင်္ဂလာပါမဆရာမင်္ဂလာပါမမမိုးတင်မင်္ဂလာပါမအေးမင်္ဂလာပါဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါရှင်မင်္ဂလာညချမ်းလေးပါเนาะအတန်ကြီးလားရှင်းလားလိုက်လေးမစခင်မှာပေါ့နော်ဒီအကောလုံးကို energy currency လေးလှုပ်ထားပေးမှဖြစ်ပါတယ်เนาะမင်္ဂလာပါဝင်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့တငယ်ချင်းပေါင်းသင်းလေးတွေကိုလည်း machine ခေါ်လို့ရတယ်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ water ကိုလည်း share ထားဖို့လိုတယ်ပေါ့နော်ကိုယ့် water ကိုလည်း share ထားမယ်နော်ဒီနေ့တစ်နေ့တာလုံးမှာပေါ့နော်ဒီတခါပထမအုပ်ဆိုပဲ live ထွက်တာပေါ့နော်ပထမအုပ်ဆိုထွက်လာတာဖြစ်ပါတယ်မင်္ဂလာပါအတန်ရှင်းပါတယ်ကြည်ပါတယ်ရှင်တဲ့ okay เนาะဒီ live ကိုမြင်တဲ့သူငါချမ်းသာပြီလို့ရေးသွားเนาะငါချမ်းသာပြီလို့ရေးသွားဒီ live ကအရန်ကို energy ကောင်းတဲ့ live ဖြစ်ပါတယ်เนาะမထွက်တာတော်တော်ကိုကြာပြီတစ်နှစ်လောက်လို့ပေါ့เนาะဗီဒီယိုလေးလေးပဲတင်ပေးနေတာဖြစ်တယ်ကိုယ့်ရဲ့စိတ်ထဲမှာเนาะဒီ light ထဲမှာဝင်လာတဲ့သူတွေကိုယ့်ရဲ့စိတ်ထဲမှာစိတ်ရှုပ်ထွေးမှုတွေဖြစ်နေတယ်ကိုက energy မကောင်းဘူးဖြစ်နေတယ်ဆိုမျက်လုံးလေးမှိတ်ပြီးတော့မှဒီနေ့နော် energy run ပေးတဲ့အရာလေးကိုခံယူပေးပါနော်ငါဒီနေ့ဒီချိန်ကစပြီးစိတ်ရှုပ်ထွေးနေတဲ့အရာတွေနော်ကံမကောင်းဘူးလို့ခံစားနေရတဲ့အရာတွေအကုန်လုံးကဒီနေ့ဒီချိန်ကစပြီးတော့မှပျောက်ကင်းသွားပြီပျောက်ကွယ်သွားပြီနော်ငါဒီအေးချမ်းတဲ့သူဖြစ်နေပြီဆိုတာကိုနော်စိတ်ထဲမှာအာရုံထဲမှာထားပေးထားမယ်နော်မင်္ဂလာပါငါကြွယ်ဝချမ်းသာနေပြီเนาะငါချမ်းသာပြီဒီ live ကိုဝင်တဲ့သူကဝင်လာတဲ့သူတွေကချမ်းသာခြင်းတွေကိုပိုင်ဆိုင်ရမယ့်သူတွေเนาะဒီ2026ကိုရောက်တော့မှာဖြစ်တယ်2025တနေ့တာလို့ကလူတိုင်းပေါ့เนาะဒီထဲမှာမဟုတ်ဘူးလူတိုင်းတော်တော်များများကဘဝကိုပေါ့နော်ခက်ခက်လေးနဲ့ရုပ်ကန်ခဲ့ရတဲ့သူတွေအများကြီးရှိတယ်နောက်တစ်ခုကကြတော့ကိုကဒီ2025မှာလိုတလောက်မရတဲ့အရာလေးရှိတယ်ပေါ့နော်လိုတလောက်မရခဲ့ဘူးစိတ်တွေရှုပ်ထွေးလာခဲ့တယ်နော်စိတ်ဖိစီးမှုတွေနဲ့ကြုံတွေ့ခဲ့ရတယ်အဲ့ဒါလေးကိုကရင်ဆိုင်ခဲ့ရတဲ့သူတွေရှိတယ်ပေါ့နော်ရင်ဆိုင်ခဲ့ရတဲ့သူတွေရှိတယ်အဲ့လိုမျိုးရင်ဆိုင်ခဲ့ရပြီဆိုလို့ရှိရင်တော့ဒီ like ကိုဝင်လာတဲ့သူတွေကဒီ2026မှာเนาะတကယ်ကိုကံကောင်းခြင်းတွေရရှိမဲ့သူတွေเนาะ
ပြီးရင် share ထားမယ်နော်ကိုယ့်ရဲ့ water ကိုလည်း share ထားပေးပါခင်နော်ဘယ်သူလေလွမ်းနေလဲနော်တနေ့တာလို့ဒီ live လေးမလာဖြစ်ဘူးဗီဒီယိုလေးတွေတော့တင်ပေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့လွမ်းနေတဲ့သူတွေရှိလားလွမ်းနေတဲ့သူတွေရှိလားတတိယတဲ့သူတွေရှိလားခဏလေးနော်ဒီစိတ်ကလေးကိုမီးပေးနေတော့ဗီဒီယိုထဲမှာမမြင်စေချင်ဘူးတော့ကြာလို့ရှိရင်မိစုကဘမ်းမှဆိုလို့ဒီ2025မှာကိုဒီဒီခက်ခဲလေးနဲ့ရင်ဆိုင်ရတာလို့ချင်းတလောက်မရခဲ့တဲ့သူတွေရှိလားရှိတယ်ဆိုရှိတယ်လို့ရေးလာပေးမယ်နော်ကိုဖြစ်ချင်တဲ့အရာလေးမဖြစ်ရတဲ့သူတွေရှိလားကိုဖြစ်ချင်တဲ့အရာလေးကိုမဖြစ်ရဘူးပြီးလို့ရှိရင်ကိုလိုချင်ဖြစ်ချင်တဲ့အရာတွေကအများတယ်ဒါပေမဲ့ရလာတာတော့ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်တွေကပြီးွားတဲ့2024တော့လိုမျိုးမဟုတ်ပဲနေပေါ့နော်ဒီနှစ်2025မှာဆိုလို့ရှိရင်လူတိုင်းကဒီလိုမျိုးတွေကိုရင်ဆိုင်ခဲ့ရတဲ့သူတွေရှိတယ်တကယ်လို့ကိုကလည်းအဲ့ဒီထက်မှပါတဲ့သူဆိုလို့ရှိရင်ရှိတယ်လို့ရေးပေးမယ်နော်ကိုယ့်ရဲ့စိတ်တွေကဒီထင်တလောက်မလွယ်ကူပဲနဲ့ဖြတ်တန်းခဲ့ရတာတွေเนาะအခက်ခဲကိုအန်ကျိတ်ခံပြီးတော့မှရင်ဆိုင်ခဲ့ရတဲ့သူတွေရှိလားရှိပါတယ်ဒီရှယ်တဲ့โอเคเนาะဒါဆိုလို့ရှိရင်ဒီမှာအခုဒီဟာလေးနဲ့ဒီစိတ်ကလေးနဲ့ပေါ့နော် energy တွေ run ပေးတဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာဒီလိုမျိုးတွေကိုကြော်ပြခဲ့တယ်ဒီကိုယ့်ရဲ့စိတ်တွေထဲမှာရှုပ်ထွေးမှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့သူတွေဆိုမျက်လုံးလေးကိုမိတ်ပြီးတော့မှငါရဲ့ဒီနေ့ကစပြီးငါဒီအရာရာကိုကိုယ်မှာတွင်းကြံနေခဲ့တယ်เนาะဒီစိတ်ရှုပ်ထွေးမှုတွေဖိစီးမှုတွေခက်ခဲတွေကြုံခဲ့ရတဲ့အရာတွေကအကိုတော့ငါ crazy ဖြစ်သွားပြီငါမှဘာမှမကြံတော့ဘူးလို့เนาะဘာမှမရှိတော့ဘူးလို့เนาะအာယူလေးပြုတာပြီးတော့မှခံယူကြည့်ပါเนาะရှိပါတယ်ချဲတဲ့အကုန်ရှိတယ်ဒါဘာဖြစ်လို့ရှိလဲဆိုလို့ရှိတော့သူတို့အားလို့ပေါ့နော်ဒီလူသားတွေအကုန်လုံးကဒီ2025တနှစ်တာလုံးမှာလူတိုင်းလို့ခံရင်ဆိုင်ခဲ့ရတယ်ပေါ့နော်လူတိုင်းလို့ရင်ဆိုင်ခဲ့ရတဲ့အငွေကမဝင်တာမဟုတ်ဘူးငွေတွေဝင်တယ်ဒါပေမဲ့ထွက်တယ်ဝင်တယ်ထွက်တယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီလိုတလောက်ကိုပေါ့နော်ထင်တလောက်မဖြစ်လာခဲ့တဲ့အရာတွေအများကြီးရှိတယ်ကိုယ်ကနန်းကိုဥတီပြီးလာတဲ့နှစ်ဆိုပေမဲ့လည်းဒီကိုယ်ကနန်းကိုဥတီပြီးတော့မှလာတဲ့နှစ်ဆိုပေမဲ့လေထင်တလောက်မရခဲ့ဘူးထင်တလောက်မဖြစ်လာတဲ့အရာလေးအများကြီးကြုံတွေ့ခဲ့ရတယ်အများကြီးကိုရင်ဆိုင်ခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကိုယ်ကနန်းကိုကြော်ပြခဲ့တဲ့နှစ်တွေမှာပေါ့နော်ဒီ2025မှာပြီးတော့အားလုံးကဒီခက်ခဲတွေကိုမထင်မှတ်ပဲနဲ့ခက်ခဲတွေကြုံရတဲ့သူတွေရှိတယ်เนาะမထင်မှတ်ပဲနဲ့ကိုလိုချင်တဲ့လောက်ကိုမရလာတဲ့အရာတွေရှိတယ်အဲ့လိုမျိုးလေးကိုကအကုန်လုံးရင်ဆိုင်ခဲ့ဒါပေမဲ့2026ကကြာတော့တိတ်ကနန်းဖြစ်တယ်တိတ်ကနန်းကိုကြာတော့ဘာဖြစ်လို့တိတ်ကနန်းဖြစ်သွားလဲဆိုတော့10ကနန်းဖြစ်တဲ့တော့ကြောင့်မလို့တိတ်ကနန်းဖြစ်တယ်တိတ်ကနန်းကကြာတော့သူတို့တွေရဲ့ဒီဘဝကိုတိတ်ကနေပြီးပြန်စားမယ်နှစ်နော်ဘဝကိုစိတ်တစ်လူတစ်ဘဝတစ်နဲ့တိတ်ကနေပြီးပြန်စားမယ်နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိတ်ကနေပြီးတော့မှကိုဒီချမ်းသာကြွယ်ဝတဲ့သူဖြစ်လာလိမ့်မယ်နော်2026မှာချမ်းသာကြွယ်ဝတဲ့သူဖြစ်လာမယ်နော်ခေနော်ရှိပါတယ်လေရှိပါတယ်အကုန်လုံးရှိတယ်ဘာကြောင့်ရှိလဲဆိုလို့ရှိရင်ဒီ2025မှာတော့ဒါတွေအကုန်လုံးကိုညီဆိုင်ခဲ့ရတယ်နော်ဖြူတို့တွေလည်းကြုံရတာပဲမကြုံရဘူးလို့မထင်နဲ့ကြုံရတယ်အကုန်လုံးကပြောမဆိုရှင်ဒီနှစ်တာကာလမှာပေါ့နော်ကိုက2024တို့ကဟိုးတောက်ထွက်လာခဲ့တဲ့သူတွေဟိုးတောက်ရလာခဲ့တဲ့သူတွေအများကြီးရှိတယ်2025မှာကျသွားတာတော့မဟုတ်ဘူးဒါပေမဲ့နည်းနည်းလေးကျသွားတဲ့လိုမျိုးဖြစ်သွားတယ်ကျသွားတဲ့လိုမျိုးဖြစ်တယ်ကိုထင်ထားတဲ့အရာထဲပေါ့နော်မရလာတဲ့အရာလေးရှိတယ်စိတ်တွေကလည်းပင်ပန်းမှုတွေနဲ့ကြုံတွေ့ခဲ့ရတယ်အများကြီးကိုကြုံတွေ့ခဲ့ကြရတာဖြစ်တယ်ပေါ့နော်အများကြီးကိုကြုံတွေ့ခဲ့ကြရဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ဒီနေ့ကကြတော့2026မှာချမ်းသာကြွယ်ဝခြင်းတွေကိုရရှိဖို့ရန်အတွက်ဘာတွေလုပ်ရမှာလဲဆိုတာကိုပြောပြပေးသွားမယ် live လေးဖြစ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ water ကို share ထားမယ်ကိုယ့်ရဲ့တငယ်ချင်းတွေကို mention ခေါ်ပေးဘာဖြစ်လို့လဲဆိုကုသိုလ်ရတာပေါ့နော်ကုသိုလ်ရမှာဖြစ်တယ်
ကုသိုလ်ရမှာဖြစ်တယ်နောက်တစ်ခုကကြတော့2026ကိုစပြီးတော့မှတွားကြတဲ့ကနေပြီးတော့မှကိုယ့်ရဲ့နော်ကိုယ့်ရဲ့ဒီတရက်တာကာလတို့မှာပေါ့နော်ဒီကျေးဇူးတရားပေါ့နော် gratitude နဲ့ပွားများပြီးတွားကြပါနော်ပွားများပြီးတွားကြပါဘာကြောင့်မလို့ကျေးဇူးတရားနဲ့တွားခိုင်းတာလဲနှစ်စကနံပါတ်1ကနေပြီးစတာဖြစ်တဲ့အတွက်ကြောင့်မလို့1ကနေပြီးစတဲ့ကဏ္ဍဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ1ကနေပြီးစနေတဲ့ခြေကနေပြီးတော့မှကျေးဇူးတရားနဲ့ရှင်းတာဖို့လိုတယ်ကျေးဇူးတရားနဲ့တွားပေးပါနော်ကျေးဇူးတရားနဲ့တွားပေးကျေးဇူးတရားဆိုတာကလူတိုင်းအခုဆိုရှင်ကြားဘူးကြမှာပါနော်ကြားဘူးတဲ့သူလည်းရှိတယ်လို့မကြားဘူးသေးတဲ့သူလည်းရှိမယ်ကျေးဇူးဆိုတာကတော့လူတိုင်းသိတယ်ကျေးဇူးတင်တယ်ဆိုတာကလူတိုင်းသိတယ်ဒါပေမဲ့နဲ့ဆိုင်ဆိုဖြစ်တဲ့ဒီကျေးဇူးတရားပေါ့နော်ဒီကျုပ်ကိုပွားများပေးဖို့လိုအပ်တယ်ပြီးလို့ရှိရင်တနေ့တာလုံးမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာအေးချမ်းမှုတွေဆင်ပြေမှုတွေเนาะချမ်းသာကြွယ်ဝခြင်းတွေကိုရရှိလာဖို့အတွက်ဆိုလို့ရှိရင်ဒီကျေးဇူးတရားကိုပုံမှန်လေးလုပ်ပေးဖို့လိုအပ်တယ်ကျေးဇူးတရားနဲ့ပတ်သက်လာပြီးဒီချက်က2024တို့ကတခါပေါ့နော်ဖွင့်ပေးဖို့တဲ့တင်တန်းလေးတစ်ခုဖွင့်ပေးဖို့တဲ့ကျေးဇူးတရားနဲ့ပတ်သက်တဲ့တင်တန်းလေးကိုဖွင့်ပေးတဲ့အချိန်မှာတက်ဖို့တဲ့သူတွေဆိုရင်ဘဝတွေပြောင်းလဲသွားတဲ့သူတွေအများကြီးရှိတယ်ဘဝပြောင်းလဲသွားတယ်ဘဝတွေပြောင်းလဲသွားတယ်စိတ်တွေအေးချမ်းသွားတယ်เนาะပြီးသွားပြီဆိုလို့ရှိရင်ဒီ program ကကြတော့ကိုယ့်ရဲ့စိတ်တွေအေးချမ်းတယ်ပြီးသွားဆိုရှင်ဒီကျေးဇူးတရားကိုယ့်ရဲ့နှလုံးသားထဲမှာများနေတဲ့ခါကြလို့ရှိရင်ပေါ့နော်လိုနေရင်နဲ့ကိုကအလုပ်လုပ်တာလဲဆင်ပြေလာတယ်ဘာပဲလုပ်ဆင်ပြေလာတယ်ပြီးဆိုကြွားချင်းတွေကိုရရှိပိုင်ဆိုင်လာတယ်အရင်ကကိုဒီဆင်မပြေမှုတွေများနေတဲ့သူတွေဆိုလို့ရှိရင်ဒီလိုမျိုးကျေးဇူးတရားနဲ့တွားပေးလိုက်တဲ့သူတွေအကုန်လုံးကဆင်ပြေမှုတွေများလာတယ်เนาะကို့မှာပေါ့နော်ရှိနေတဲ့အရာလေးကနေပြီးတော့မှပို့ပြီးတိုးပွားလာစေတာဖြစ်တယ်เนาะပို့ပြီးတော့မှတိုးပွားလာစေတာဖြစ်တယ်ရှိနေတယ်ဒါပေမဲ့ဒီတစ်ခုတည်းနဲ့မဟုတ်တော့ဘဲနဲ့ပို့ပြီးတိုးပွားလာစေတာကိုပြောတာပေါ့နော်အဲကြောင့်မလို့ကျေးဇူးတရားနဲ့ရှင်းတာဖို့အရန်လိုအပ်တယ်နောက်တစ်ခုကကြတော့နည်းနည်းလေးစောက်လိုက်အောင်မယ်เนาะဒါအရေးကြီးဆုံးအချက်ကိုပြောပြပေးမှာဖြစ်တယ်2026မှာပေါ့နော်သွားမယ်ဆိုလို့ရှင်ဘာလေးကိုလိုအပ်လဲအဲ့ဒီ2026ကိုကူးတဲ့ညလေးမှာတချို့လောက်ရမှာဖြစ်တယ်ကူးတဲ့ညမှာနော်ညပြောမဆိုရင်ဒီ12နာရီပေါ့နော်12နာရီချိန်မှာလောက်ရမှာဖြစ်တယ်အဲကြောင့်မလို့ကြိုပြီးတော့မှဒီထဲမှာပြောပြပေးထားတာဖြစ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ water ကို share ထားပေးပါလို့ပြောတာနော်ပြီးရင်မေ့သွားတဲ့ခါကျလို့ရှင်ပြန်ကြည့်လို့ရအောင်မေ့သွားတဲ့ခါကျလို့ရှင်လူဆိုတာကမေ့သွားတတ်တယ်ဒီနေ့ပြောထားတာဆိုဒီနေ့ကကြာမှ22ရက်ပဲရှိသေးတယ်နောက်ထပ်ဆိုလို့ရှင်ဒီတို့10ရက်တောင်မှကြံသေးတယ်ပေါ့နော်အဲ့ခါကျတော့ဒီ10ရက်တောင်ကြံသေးတယ်ဆိုတော့မေ့ချင်လည်းမေ့သွားမှာဆိုလို့နော်ကြိုပြီးတော့မှပြောထားတာဖြစ်တယ်ပါတယ်ရှင်လေဘဝကြီးတစ်ခုလုံးပြောင်းလဲခဲ့သူပါရှင်တဲ့ဟုတ်တယ်ဒါဒီ gratitude တင်တန်းကိုတက်ထားတဲ့သူတွေပေါ့နော်ဘဝတွေပြောင်းလဲခဲ့တဲ့သူတွေအများကြီးရှိတယ်စိတ်တွေကစားပြောင်းလဲသွားတာအရင်ကလူမဟုတ်တော့ဘူးเนาะဒါလူရဲ့ခန္ဓာကိုယ်တော့တစ်ခုတည်းပဲဒါပေမဲ့အဲ့လူခန္ဓာကိုယ်ထဲမှာစိတ်တွေရောဘဝတွေရောအကုန်လုံးပြောင်းလဲသွားတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီတနေ့2026မှာလည်းဒီချက်က program လေးလုပ်ပေးထားတဲ့ upgrade အနေနဲ့ပေါ့နော်အသစ်ကျေးဇူးတရားအသစ်ကိုပြန်ပြီးတော့မှလုပ်ပေးထားတာဖြစ်တယ်2024တို့ကတော့ကြံခဲ့ပြီပေါ့နော်အဲအကြောင်းမလို့ခု2025မှာတချက်မဖွင့်လိုက်ရဘူးမဖွင့်ပေးထားဘူးဒါပေမဲ့2026မှာတော့ဖွင့်ပေးမယ်ပေါ့နော်အဲကြောင့်မလို့ဒီနေ့ကရေးကြီးစိုးချက်ကကြတော့လူတိုင်းလုပ်ရတယ်လူတိုင်းကိုယ့်အိမ်မှာပဲလုပ်ရမယ့်အရာဖြစ်တယ်နောက်တစ်ခုကကြတော့ကိုကတင်တန်းလေးလည်းမတက်ချင်ဘူးတင်တန်းလေးလည်းမတက်ရဘူးတက်လို့အဆင်မပြေတဲ့သူတွေဆိုရှင်တော့ဒီ12နာရီပေါ့နော်ဒီကိုပြောင်းတဲ့ည12နာရီမှာလုတ်ပေးဖို့လိုအပ်တယ်နောက်တစ်ခုကကြတော့ကျတို့တွေကတွေးများတဲ့ထဲမှာပါတယ်ပေါ့နော်လူသားတွေဖြစ်တဲ့အတွက်ကြောင့်မို့တခုခုစင်မပြေမှုတွေဖြစ်လာလို့ရှိရင်တွေးများသွားတယ်အတွေးတွေဝေဝါးပြီးတော့မှထွေပြားပြီးတော့မှရှောက်ရောက်သွားတဲ့အရာလေးရှိတယ်အဲ့လိုမျိုးရောက်သွားတဲ့အချိန်မှာကိုယ့်ရဲ့စိတ်တွေကိုတည်ငြိမ်ဖို့ရန်ရမ်းရေးကြည့်တယ်2026မှာဆိုရှင်စိတ်ကိုတည်ငြိမ်လေးထားပြီးတော့သွားပေးမယ်တည်ငြိမ်လေးထားမယ်အေးချာလေးနဲ့ဖြောင်းသွားမယ်เนาะအဲ့ခါကျတော့ဒါကလည်းလိုအပ်တာကဘာလဲဆိုလို့ရှင်တော့ဒါကျေးဇူးတရားနဲ့ကိုသွားဖို့အတွက်ပို့ပြီးတော့မှတည်တော်တာเนาะ2026မှာเนาะကြွယ်ဝချတာမဲ့သူတွေเนาะကြွယ်ဝချတာမဲ့သူတွေကစိတ်ကိုတည်ငြိမ်လေးနဲ့သွားပေးဖို့လိုအပ်တယ်တခုခုလှုပ်အလုပ်တစ်ခုကိုလှုပ်တဲ့ခါကျလို့ရှိရင်စိတ်မလောပဲနဲ့เนาะတည်ငြိမ်လေးနဲ့သွားမယ်အေးလေးနဲ့သွားမယ်ကိုယ့်ရဲ့ energy လေးနဲ့ကိုယ့်ရဲ့ energy from လေးနဲ့သွားမှာပေါ့เนาะ okay เนาะအစင်သက်ဖြစ်ပြီလားအစင်သေးဖြစ်ပြီလားဒီ2026ကိုကူးပြောင်းတဲ့နေ့မှာလုပ်ရမယ့်အရာလေးတွေကကြတော့တချို့တို့ရဲ့เนาะဒီကိုရဲ့
ပြောမစင်ဘာသာရေးကိုင်းရှင်းတဲ့အနေနဲ့လည်းဖြစ်တယ်ပေါ့နော်ကုသိုလ်လေးနဲ့သွားမှာဖြစ်တယ်အဲ့ဒီကုသိုလ်လေးနဲ့သွားမဲ့အရာလေးကိုလှုပ်ဆောင်ရမှာဖြစ်တယ်ကုသိုလ်လေးနဲ့သွားမဲ့အရာလေးကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ်တခြားလေးနဲ့ဟိုဟာဖြစ်တာမယ်နော်ကို2026 12နာရီပေါ့နော်လောက်ကုန်တဲ့အနေ့2026ကိုကူးတဲ့နေ့ညမှာည7နာရီမထိုးခင်ကြတဲ့ကဒီရှတို့တွေကအယုံဆိုဘာလောက်ကမှလဲဆိုလို့ရှင်တော့17နာရီ50 17နာရီကြော်လေးပေါ့နော်17နာရီကြော်လေးမှာဆိုလို့ရှင်ရှတို့တွေကကိုယ့်ရဲ့ဖះအကြောင်းဆောင်ရှိကိုသွားပါရေဝက်စာတတ်ရလေးလေးဝေးမယ်ပြီးသွားပြီဆိုလို့ရှိရင်ရေမိုးတက်ဆင်ပြီးတော့ပေါ့နော်ခန္ဓာကိုယ်မှာအနံ့လေးမရှိအောင်ရေချိုးတက်ဆင်ပြီးတော့မှနော်ဖះအကြောင်းဆောင်ရှိမှာသွားမှာဖះအကြောင်းဆောင်ရှိသွားပြီးတော့ရှင်ဖះဝတ်ပြုမယ်ကိုလုံနေကြတိုင်ပေါ့နော်ဖះဝတ်ပြုမယ်ပြီးသွားဆိုရှင်တော့ကိုလုံနေကြအတိုင်းပတိတွေစိတ်မယ်เนาะစသဖြင့်ပတိစိတ်တာတို့เนาะဖះဝတ်ပြုတာတို့เนาะခင်ဗျာကြီး7ပါးတွေကိုဥကြအဝချတောင်းပန်တာတို့17နာရီ50တွင်မှာတချို့တို့အလုပ်ကြမယ်ဒီအရာကဘာကြောင့်မလို့ပြောရလဲဆိုလို့ရှိရင်တချို့တို့အရင်နှစ်တွေခါပေါ့နော်လှုပ်လာခဲ့တဲ့အရာလေးတွေဖြစ်တယ်လှုပ်လာခဲ့တဲ့အချိန်မှာဒီကုသိုလ်တရားနဲ့ဒီနှစ်သိကိုကြိုဆိုလိုက်တဲ့အချိန်မှာနှစ်သိကိုအဲ့ဒီညကတည်းကနေပြီးကြိုဆိုလိုက်တဲ့အချိန်မှာသူ့ဘက်ကိုကူးသွားတဲ့အချိန်ပေါ့နော်ကူးသွားတဲ့အချိန်မှာကြိုဆိုလိုက်တဲ့အချိန်မှာတော်လေးကိုထူးခြားတဲ့အရာလေးကိုခံစားရတယ်တော်တော်လေးထူးခြားတယ်ဘာဖြစ်လို့လဲဆိုရှင်ဘဝမှာအေးချမ်းပြီးတော့ကိုမှเนาะဒီနှစ်ကိုเนาะလက်ခံရရှိခဲ့တာသူများလေဘလောက်ပဲခက်ခဲဘလောက်ပဲခက်ခဲပြီးတော့မှကြော်ဖြတ်နေရပါစေကိုယ်တိုင်ကအေးချမ်းနေတယ်ကို့မှာခက်ခဲဆိုတာမရှိဘူးငွေကြေးနဲ့ပတ်သက်ပြီးတော့မှလည်းပုံလောင်မှုဆိုတာမရှိဘူးစိတ်တော့ကဆိုတာလည်းလောဘကိုမရောက်ရှိဘူးเนาะအဲ့ခါကျတော့ရှုပ်တွေကဒီစိတ်တော့ကလည်းမရောက်ဘူးအေးချမ်းပြီးတော့မှเนาะအေးချမ်းပြီးတော့မှကိုယ့်ရဲ့ဘဝကိုဖြတ်တန်းနိုင်ခဲ့တယ်ကိုယ့်ရဲ့ဘဝကိုအေးချမ်းပြီးတော့မှဖြတ်တန်းနိုင်တယ်သူများတွေကဒီကာလမှာအခက်အခဲတွေရင်ဆိုင်နေရတယ်အခု2025မှာဆိုလို့မျိုးပေါ့เนาะတချို့ဆိုရှင်ခက်ခဲတဲ့သူတွေရှိတယ်တချို့ကိုဆိုရှင်အများကြီးပေါ့เนาะဒီ patient messenger မှာလာပြီးတော့မေးတဲ့သူတွေရှိတယ်လာပြီးမေးတဲ့ခါကျလို့ရှင်ဘာတွေမေးကြလဲဆိုလို့ရှင်ဒီခက်ခဲတဲ့ပတ်သက်ပြီးပေါ့နော်အကျွေးတွေနဲ့ပတ်သက်တာတို့နော်စိတ်တော့ကတွေရောက်နေတာနဲ့ပတ်သက်တာတို့မိသားစုစင်မပြေမှုတွေဖြစ်တာတို့စသဖြင့်ကိုလာပြီးမေးကြတဲ့သူတွေအများကြီးရှိတယ်အဲ့ဒီခါကျတော့ရှိတော့ဒီလိုမျိုးအေးချမ်းအောင်နေနိုင်တဲ့သူတွေကဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေ့ရဲ့စကိုကုသိုလ်တရားနဲ့ကူးပြောင်းခဲ့တာဖြစ်တယ်တဲ့ရဲ့စကိုကုသိုလ်တရားနဲ့ကူးပြောင်းခဲ့တဲ့အချိန်မှာကိုယ့်ရဲ့ဘဝတစ်ခုလုံးကဒီပထမနေ့ကတည်းကနေပြီးနှစ်စမှာပေါ့နော်ပထမနေ့ကတည်းကနေပြီးတော့မှကုသိုလ်တရားကိုပွားများပြီးတော့မှကူးပြောင်းခဲ့တဲ့အတွက်ကြောင့်မလို့တစ်နေ့တာလုံးမှာအေးချမ်းတဲ့စိတ်တွေကိုရရှိပိုင်ဆိုင်ခဲ့တာဖြစ်တယ်နော်ဒီဟာလေးတွေလှုပ်ပူကြလားရေးလာပေးမယ်နော်လှုပ်ပူကြလားဒီနှစ်ပြောမစင်နှစ်သိကူပြောင်းတဲ့နေ့မှာပေါ့နော်ဒီလိုမျိုးကုသိုလ်တရားနဲ့လှုပ်ပူတဲ့သူတွေရှိလှုပ်ပူတယ်လို့ရေးပေးမယ်မလှုပ်ဘူးဆိုရင်မလှုပ်ဘူးပေါ့နော်အဲ့လိုမျိုးရေးပေးမယ်နော်လှုပ်ပူတဲ့သူတွေရှိရင်လှုပ်ပူတယ်လို့ရေးပေးမယ်နော်လှုပ်ပူတဲ့သူတွေရှိလားတစ်ချက်လောက်ရေးလာပေးမယ်တကယ်လို့ဒီထဲမှာဆိုလို့ရှိရင်အများကြီးပေါ့နော်အလုပ်ပူတဲ့သူလည်းရှိကောင်းရှိနိုင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့အလုပ်ပူတဲ့သူတွေဆိုလို့ရှိရင်တော့အလုပ်လာခဲတဲ့အရာလေးမှာဆိုရှင်ကိုယ့်ရဲ့အတွေ့အကြုံလေးတွေကိုလည်းပြန်ပြောပေးလို့ရတယ်ပေါ့နော်။အလုပ်ပူတဲ့သူရှိရင်ရှိတယ်လို့ရေးပေးမယ်မရှိဘူးဆိုရင်မရှိဘူးရေးပေးမယ်နော်။မလုပ်ဘူးပါဘူးရှင်လက်မလုပ်ဘူးချက်โอเคเนาะမလုပ်ဘူးလက်လုပ်ဘူးတယ်လက်โอเคเนาะမေတ္တာတရားပေါ်ဖူးပါတယ်လက်โอเคမလုပ်ဘူးเนาะမလုပ်ဘူးတဲ့သူတွေရှိတယ်လုပ်ဘူးတဲ့သူလည်းရှိတယ်အလုပ်ဘူးတဲ့သူတွေကကြတော့ဒီမေတ္တာတရားပွားများတာတို့เนาะအဲ့လိုမျိုးလေးပေါ့เนาะမေတ္တာတရားပွားများတဲ့သူတွေတဖြည်းဖြည်းဆိုမေတ္တာတရားပွားဖူးတယ်လက်โอเคเนาะပဋ္ဌာန်းယောဘပူဇော်တယ်လက်โอเคเนาะပဋ္ဌာန်းယောဘပူဇော်တယ်ဟုတ်တယ်ငါလှုပ်ဘူးပါတယ်မလှုပ်ဘူးပါဘူးလက်โอเคเนาะဒါဆိုလို့ရှိရင်ချီလို့တွေကဒီနှစ်မှာဆိုလို့ရှိရင်လှုပ်ကြည့်ပါဒီနေ့မှတော့လှုပ်ကြည့်ပါဘောနော်ဒါတချို့တို့ကိုယ်တိုင်လှုပ်လာခဲ့တဲ့အရာလေးတွေကိုမျှဝေပေးတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီနေ့
ဒီ2016ကိုသွားတဲ့အချိန်မှာပေါ့နော်ဒီတစ်ကနေပြီးစတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်1ကဏ္ဍဖြစ်တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တစ်ကနေပြီးတော့မှစတဲ့နေ့မှာဆိုလို့ရှိရင်ကျတို့တွေကဒီည7:နာရီ7:50ဒီမှာကိုကဖျားဝတ်ပြူတာတို့เนาะကိုတော်ပွားတာတို့เนาะစသဖြင့်ကိုခင်မိုးကြီး7ပါဝန်ကြတောင်းပန်တာတို့ဗတိစိတ်တာတို့အကုန်လုံးကိုလှုပ်ပြီးသွားပြီဆိုရှင်အဲ့ဒီ7:50ကနေပြီးတော့မှဟောက်ဖက်နေ့ကိုကူးတဲ့အချိန်ပေါ့เนาะအဲ့ဒီအချိန်မှာဆိုရှင်ကျတို့ပဋ္ဌာန်းရွတ်ပေးပါပဋ္ဌာန်းရွတ်ပြီးတော့မှသွားပါခုနကတော့မှဘယ်သူလဲမသိဘူးရှင်မဆိုးလားမသိဘူးเนาะမရင်မဆိုးကပဋ္ဌာန်းရွတ်ဖို့တယ်လေပြောထားတာပေါ့เนาะတကယ်ကိုထူးခြားတဲ့အရာဖြစ်တယ်ဒါကကိုတွေလှုပ်လာခဲ့တဲ့အရာလေးပေါ့เนาะပြန်လဲပြီးတော့မှမျှဝေပေးတာအဲဆိုတော့ဒီပဋ္ဌာန်းရွတ်တဲ့ချိန်မှာတချို့တို့ကဒီနေ့တစ်နေ့တာလို့ကိုကောင်းချင်းမင်္ဂလာလေးနဲ့တွားခဲ့တယ်ကောင်းချင်းမင်္ဂလာလေးနဲ့တွားခဲ့တဲ့အချိန်မှာဒီကိုအအချိန်မှာပဋ္ဌာန်းရွတ်ပြီးတော့မှတွားလိုက်တဲ့အချိန်မှာကိုယ့်ရဲ့ဘဝထဲမှာနော်ဒီမကောင်းတဲ့အရာလေးကဖယ်ရှားထားပြီးပြီပထမရက်ကတည်းကဖယ်ရှားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့မကောင်းတဲ့မကောင်းတဲ့သူတွေဆိုလို့ရှိရင်လည်းတချို့တို့ကကြားဘူးကြလိမ့်မယ်ပဋ္ဌာန်းရွတ်တဲ့ချိန်မှာဆိုရှင်ကိုယ့်ပေါ်မှာဒီစိတ်မှန်တဲ့သူမဟုတ်ဘဲနဲ့နော်ကိုယ့်နာမှာရှိနေလို့ရှိရင်ကွာဝေးကွာသွားကြတယ်ဆိုတာကြားဘူးကြမယ်အဲဒါကြောင့်မလို့ကိုဒီ2026တနှစ်တာလုံးမှာဆိုရှင်ကိုယ့်ရဲ့ဘဝမှာအေးချမ်းမှုတွေနော်အေးချမ်းမှုတွေနောက်တစ်ခုကကြတော့ကိုယ့်ရဲ့ဘဝမှာလူတိုင်းနဲ့မတူညီတဲ့အေးချမ်းမှုတွေကိုပိုင်ဆိုင်ရတယ်အဲ့လိုမျိုးကိုပိုင်ဆိုင်ရတာဖြစ်တယ်နော်ဒီနေ့တော့လည်းတီချင်နဲ့အတူတူတရားလေးကုသိုလ်တရားတွေနဲ့ဖြတ်တန်းကြမယ်လေโอเคနော်အဲကြောင့်မလို့ဒီတစ်ချက်ရဲ့ဒီ VIP သင်တန်းသူတွေဆိုလို့ရှိရင်လည်းတူတူလုပ်ဖို့ပြောထားတာလေးရှိပါတယ် VIP သင်တန်းသူတွေဆိုလို့ရှိရင်တော့အတူတူလုပ်မယ်ပေါ့နော်အဲ့ဒီချိန်မှာပြီးလို့ရှိရင်ကိုကအဲ့လိုမျိုးကုသိုလ်တရားနဲ့လည်းတွားပေးပါနောက်တစ်ခုကကြတော့ဒီနှိမ့်စကနေပြီးတော့မှရေတို့ရဲ့ဘဝမှာတကယ်ကိုမှပေါ့နော်ဘဝမှာပို့ပြီးတော့မှစိပါဥစ္စာရတနာလေးတိုးလာဖို့အတွက်ပေါ့နော်ကျေးဇူးတရားနဲ့တွားပေးပါ။ဘာကြောင့်မလို့ပြောရတာလဲဆိုချင်းကျေးဇူးတရားကကိုယ်မှာရှိနေတဲ့တသေးမွှားလေးတွေကိုပါကျေးဇူးတင်တဲ့စိတ်ကလေးနဲ့တွားပေးပါ။ကိုယ့်ရဲ့လက်ထဲမှာဘာလေးပဲရှိတဲ့အရာလေးတွေပေါ့နော်။ရှိတဲ့အရာလေးတွေကိုတွားပေးပါ။ဒီအရာလေးတွေဆိုလို့ရှိရင်လည်းတချို့တို့လက်ထဲမှာတသေးမွှားဆိုပေမဲ့နော်တသေးမွှားဆိုပေမဲ့ကျေးဇူးတင်ဖို့လိုတယ်ဒါလေးတွေရှိတဲ့ခါကျတော့တချို့တို့မှာအဋ္ဌာန်လုပ်ဖို့လိုအပ်တယ်အဋ္ဌာန်လုပ်မဲ့အရာလေးတွေကိုအတွက်ထောက်ကူဖြစ်တယ်เนาะသဘောတရားပြောမှဆိုရင်အဲကြောင့်မလို့ဒီကျေးဇူးတရားနဲ့သွားပေးဖို့လိုအပ်တယ်ကိုနာမှာရှိနေတဲ့အရာလေးနော်ကိုနာမှာရှိနေတဲ့သိမ်းမွားလေးကအစာကိုကျေးဇူးတင်တတ်တဲ့စိတ်ကလေးနဲ့တစ်နေ့တာလုံးမှာဖြတ်တန်းပေးကြပါနော်အဲ့ဒါဒီချက်ကဘာကြောင့်မလို့အဲ့လိုမျိုးထက်ခါပြောရလဲဆိုလို့ရှိရင်ဒါဒီချက်ကိုယ်တိုင်ကြော်ပြခဲ့တဲ့အရာတွေပြီးတော့ရှိရင်ကိုယ့်ရဲ့နောက်ကနေပြီးလိုက်လာတဲ့ကိုယ့်ရဲ့နော်ဒီကိုယ့်ရဲ့တပတ်လေးတွေပေါ့နော်ကိုယ့်ရဲ့တပိလေးတွေကိုလည်းအဲ့လိုမျိုးပဲဖြတ်တန်းခိုင်းခဲ့တဲ့အတွက်ကြောင့်မလို့နော်ဖြတ်တန်းခိုင်းခဲ့တဲ့ကြောင့်မလို့တွေ့ကျေးဇူးတရားလေးနဲ့သွားပေးကြပါကျေးဇူးတရားလေးနဲ့သွားပေးဖို့တိုက်တွန်းချင်တယ်ပေါ့နော်ကျေးဇူးတရားနဲ့တွားပေးပါဆိုတာကဒါဒီထဲမှာဆိုရှင်ဒီ spiritual လမ်းကြောင်းကိုတွားနေတဲ့အချိန်မှာဆိုလို့ရှင်လူတိုင်းကနော်လူတိုင်းဆရာမတွေအများကြီးကိုပေါ့နော်sharing လုပ်ပေးထားတယ်လည်းအများကြီးရှိတယ်အဲကြောင့်မလို့ဒီကျေးဇူးတရားရဲ့နှစ်တာရသည်ကိုယ့်ရဲ့ဘဝကိုပြီးဆိုကြွယ်ဝခြင်းတွေကိုဆွဲခွန်ပေးတယ်နော်ချမ်းသာကြွယ်ဝခြင်းတွေကိုပိုင်ဆိုင်စေတာဖြစ်တယ်နော်အေးချမ်းခြင်းတွေကိုသယ်ဆောင်လာပေးတာဖြစ်တယ်ကိုယ်မှာရှိနေတဲ့အသေးကနေပြီးတော့မှအကြီးဖြစ်လာတယ်အကြီးကနေပြီးတော့မှပို့ပြီးတော့မှကြီးထွားလာစေတာဖြစ်တယ်အဲဒါကြောင့်မလို့ကျေးဇူးတရားကိုတချို့တွေသွားတဲ့ချိန်မှာတစ်နှစ်တာလုံးစကနေပြီးတော့ပေါ့နော်အဲကျေးဇူးတရားလေးနဲ့ဖြတ်တန်းကြည့်ပါနော်ဖြတ်တန်းဖို့တဲ့သူတွေရှိလားဒီကျေးဇူးတရားနဲ့ဖြတ်တန်းဖို့တဲ့သူတွေရှိလားတစ်နေ့တာလုံးမှာကျေးဇူးတရားမဲ့အရာတွေနော်အခြေရနဲ့ကျေးဇူးပွားပါတယ်ရှင်လက်ဟုတ်ကဲ့ပါနော်မသစင်ဦးနော်ကျေးဇူးတရားနဲ့ဖြတ်တန်းဖို့လိုအပ်တယ်အဲကြောင့်မလို့2026မှာအခု2025မှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကအကုန်လုံးကိုကနော်ဖယ်ရှားလိုက်ခုနကတော့ဒီချက်ကဒီ light ထဲမှာပေါ့နော်ဖယ်ရှားပေးထားတာဖြစ်တယ်ဖယ်ရှားပေးထားတယ်တကယ်လို့ light ကိုမမီတဲ့သူတွေပေါ့နော်ပြန်ပြီးကြည့်ပြီးတော့မှပါထမမှာနော်ဖယ်ရှားထားတဲ့အရာကိုပြန်ပြီးတော့မှခံယူပေးပေါ့နော်ဒီဖယ်ရှားပေးထားတဲ့အရာကိုစစချင်းမှာဒီချက်ကအကုန်လုံးကိုလှုပ်ပေးထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနှစ်တစ်နှစ်တာလုံးမှာဘသူတွေပေါ့နော်မေးခွန်းလေးမေးလို့လည်းရတယ်ချက်ကိုနော်ဒီနေ့မှာဆိုလို့ရှိရင်တကယ်ကိုပေါ့နော် supply လုပ်တယ်လို့မျိုးပဲတစ်နှစ်တာလုံးမှာတစ်နှစ်လုံးမှာပေါ့နောက်ဆိုလာမှာဒီချက်ကဒီ like ကိုထွက်ပေးတာဖြစ်တယ်နော်တစ်နှစ်လုံးမှာဗီဒီယိုတွေနဲ့ဒီစာလေးတွေပဲတင်ပေးတာပေါ့နော်အဲကြောင့်မလို့တကယ်လို့ကိုမေးခွန်းလေးတွေ
မေးမဲ့သူတွေရှိတယ်ဆိုရှင်မေးပေးပါနော်။ဘာလေးတွေကိုကဒီ2025မှာကြော်ပြခဲ့ရတာလဲဘယ်လိုမျိုးကိုကြော်ပြရှင်တချို့ဆိုလို့ရှင်လည်း page ရဲ့ messenger မှာမေးကြတယ်ပေါ့နော်။ဟုတ်ကဲ့ပါလေရရကိုကျေးဇူးတရားနဲ့နေပါတယ်လေဟုတ်ကဲ့ပါရှင်နော်ကျေးဇူးတရားနဲ့နေတာကအကောင်းဆုံးပါပဲเนาะဘယ်အရာပဲဖြစ်ဖြစ်ကျေးဇူးတရားနဲ့နေတာအကောင်းဆုံးပါပဲโอเคเนาะရှင်နဲ့တွေ့ပြီးလက်တွဲထားခဲ့တဲ့ကလည်းကျေးဇူးတရားနဲ့ကျေးဇူးတရားနဲ့စမခါတွေကျိုးကျေးဇူးတွေအမခံပါပဲရှင်လက်ဟုတ်ကဲ့เนาะโอเคเนาะတကယ်လို့ကိုမှာပေါ့နော်ဒီနေ့မှာပေါ့နော်မေးရှင်တဲ့အရာလေးမေးလို့လည်းရတယ်မေးရှင်တဲ့အရာလေးဆိုတာကကိုကပေါ့နော်ဘယ်လိုမျိုးတွေဒီလက်ရက်ပိုင်းလေးထဲမှာပြဒီတနေ့တာလို့နောက်ဆိုလောက်ကိုလည်းရောက်နေပြီပေါ့နော်နောက်ဆိုလောက်ရောက်နေပြီဒါပေမဲ့ဒီရက်ပိုင်းလေးထဲမှာကိုဒီအစင်မပြေမှုတွေကိုဘယ်လိုဖြစ်နေလဲတချို့ဆိုလို့ရှိရင်လာမေးတယ်ပေါ့နော်ဒီပိတ်ရမေးစကြမှာလာမေးကြတယ်ဒီလိုမျိုးဖြစ်နေတယ်ဒီလိုမျိုးဖြစ်နေဆိုရင်ဘယ်လိုမျိုးလုပ်ရမှာလဲဆိုတာလေးပေါ့နော်ဒါပေမဲ့အချက်ရက်ပိတ်တယ်မှာဆိုလို့ရှိရင်လည်းအများကြီးကိုမှเนาะဒီတင်ပေးထားတာတွေရှိတယ်တင်ပေးထားလေရှိတယ်ပေါ့နော်ဟုတ်ကဲ့လေမမဖြူနဲ့26တီချေဖြူနဲ့တူဖြတ်တန်ကြမယ်เนาะလေဟုတ်ကဲ့เนาะကျေးဇူးတရားမြဲရှိအောင်လေစူးစမ်းတတိကပ်နေပါတယ်ရှင်လေဟုတ်တယ်တတိကပ်ဖို့လိုတယ်เนาะကျေးဇူးတရားမြဲရှိအောင်တတိကပ်ဖို့လိုတယ်ဥပမာတစ်ခါတလေမှာကြတော့ပေါ့နော်လူတိုင်းကတတိလေးလော့သွားတာလေးရှိတာပေါ့နော်တတိလော့သွားတာလေးရှိတယ်တတိမကန့်နိုင်ဘူးပေါ့နော်တတိမကန့်နိုင်တဲ့အရာလေးရှိတယ်အဲ့ခါကျတော့ကျွန်တော်ကိုယ့်ကိုယ်ပြန်ပြီးတော့မှတတိကပ်ပေးဖို့နော်ကိုယ့်ကိုယ်တတိကပ်ပေးဖို့လိုအပ်တယ်ဘာကြောင့်တတိကပ်ပေးဖို့လိုအပ်လဲဆိုတော့ကိုကတနေ့တာမှာဆိုလို့ရှိရင်အလုပ်တွေလည်းများတယ်ဥပမာအိမ်ဦးကိစ္စတွေလည်းလုပ်ရတယ်ဆိုလို့ရှိရင်တော့ဒီတတိလက်လော့သွားတာလေးရှိတယ်ပေါ့နော်အဲ့ခါကျလို့ရှိရင်ကိုယ့်ကိုယ်ပြန်ပြီးတော့မှတတိကပ်ပေးပါနော်ဆိုတော့ဒီကိုယ့်ရဲ့ပေါ့နော် energy ကောင်းနေပါတယ်ရှင်ဒီရှဲလက်ဟုတ်ကဲ့နော် energy ကောင်းနေပါတယ် okay ကျေးဇူးများကြီးတင်ပါတယ်လက်ဟုတ်ကဲ့ပါရှင်เนาะကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်ပေါ့နော်ဒီချက်တို့တွေကဒီကျေးဇူးတရားနဲ့ရှင်တန်ပေးဖြတ်တန်ပေးမယ်ပေါ့နော်ဒီနေ့တစ်နေ့တာလုံးမှာဒီ2026ပေါ့နော်တစ်နှစ်တာလုံးမှာကျေးဇူးတရားနဲ့ဖြတ်တန်ပေးပါဘာကြောင့်ကျေးဇူးတရားနဲ့ဖြတ်တန်ခုနလည်းအများကြီးပြောခဲ့တယ်ပေါ့နော်2025ကကိုလည်းပြန်ပြီးသုံးသပ်ပါနော်2026ကိုရောက်လာတဲ့အချိန်မှာကိုစာအုပ်လေးထဲမှာလည်းချရေးပဲကို2025တစ်နှစ်တာလုံးမှာကောင်းချင်းစိုးချင်းလေးတွေပေါ့နော်ချရေးကြည့်ပါချရေးတဲ့ခါကျလို့ရှိရင်ငါဒီဒါလေးတွေကိုငါကြော်ဖြတ်ခဲ့တာပဲနော်ဒါလေးတွေကိုငါလှုပ်ခဲ့တာပဲကိုပြန်ပြီးသုံးသပ်ကြည့်တကယ်လို့ကိုကပေါ့နော်ဒီစိတ်ခံစားချက်တွေပေါ့နော်စိတ်ခံစားချက်တွေကပြောမယ်ဆိုရှင်စိတ်ခံစားချက်တွေတိတ်မကောင်းဘူးဆိုလို့ရှင်ကိုဒီတစ်နှစ်တာလုံးမှာပေါ့နော်ပြန်သုံးသပ်ကြည့်တစ်နှစ်တာလုံးမှာပြန်သုံးသပ်2025တစ်နှစ်တာလုံးနှစ်စကနေပြီးတော့မှဒီနှစ်ဆုံးရောက်သွားပြီဒါပေမဲ့ငါဘာလေးကိုကြော်ဖြတ်ခဲ့ရတာလဲဘာတွေကိုငါရင်ဆိုင်ခဲ့ရတာလဲပြီးလို့ရှိရင်ဘာတွေကငါကောင်းချင်းရှိတာလဲစိုးချင်းရှိတာလဲဆိုတာကိုစာအုပ်လေးထဲမှာတစ်ခုချင်းစီချရေးကြည့်ပါဒါကိုပြန်ပြီးတော့မှစမ်းစစ်တာပေါ့နော်စမ်းစစ်တယ်ပြီးပါပြီဆိုလို့ရှိရင်ကိုယ်ဆိုးခက်ဘူးတဲ့ဒီ2024ကအရာကိုပြန်သွားကြည့်2024တို့ကငါဒီဘယ်လိုကောင်းချင်းတွေကိုကြော်ပြခဲ့လဲဘယ်လိုစိုးချင်းတွေနဲ့ငါရင်ဆိုင်ခဲ့ရတာလဲပေါ့နော်အဲ့လိုမျိုးလေးကိုတစ်နှစ်ကိုရှင်းပြီးတော့မှကိုစမ်းစစ်ကြည့်ပါပြီးလို့ရှိရင်ဒီ2026ကိုငါဘယ်လိုဖြတ်သားမယ်ဆိုတာစာအုပ်လေးထဲမှာချရေးတာအဲ့ဒါကဘာကြောင့်မလဲဆိုတော့ဒါလှုပ်ဝက်ချက်တစ်ခုပေါ့နော်ဒီ2026ကိုကဖြတ်ကြော်ပြတော့မယ်ဆိုရှင်ဒီစာအုပ်လေးထဲမှာအရင်ဆိုရေးထား2026မှာကိုကြိုပြီးတော့မှပြင်ဆင်ထားပေါ့နော်ဒါကြိုပြီးပြင်ဆင်ထားပဲလှုပ်ဝက်ချက်တစ်ခုကိုပေးမယ်ပေါ့နော်ဟုတ်တယ်မှာကြိုပြီးတော့မှပြင်ဆင်ထား2026ဘယ်နှစ်လဘယ်လိုမျိုးမှာငါဒီဘယ်လိုမျိုးလေးကိုဘဝကိုပေါ့နော်ဘယ်လိုမျိုးလေးရရှိနေပြီဆိုတာကိုအရင်ဦးဆိုစီစဉ်ဆွဲပြီးတော့မှနော်အရင်ဦးဆိုရေးထားဘာဖြစ်လို့ရေးထားလဲဆိုလို့ရှိရင်ဒီ2026ကိုသွားတဲ့ချိန်မှာကိုက
အလက်မှာဗလာကြီးနဲ့သွားတာမဟုတ်ဘူးကိုယ့်ရဲ့စိတ်ထဲမှာထက်ထားပြီးသားအရာပါသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီလတွေမှာကိုဖြစ်ချင်တဲ့လပေါ့နော်ကိုဖြစ်ချင်တဲ့စန္ဒလေးတွေကိုကိုရေးပြီးတော့မှသွားတဲ့ခါကျတော့အဲ့လနေ့တွေထဲမှာရောက်သွားတဲ့ချိန်မှာဆိုရှင်တကယ်ကိုပိုင်ဆိုင်ခွင့်ရတာရှိတယ်တကယ်ကိုရရှိတာပေါ့နော်တကယ်ကိုရရှိတာအဲ့ဒါကြောင့်မလို့ဒီ2026ကိုကူးပြောင်းတော့မဲ့ချိန်မှာဆိုလို့ရှိရင်တချို့ကကြိုတင်ပြီးတော့မှပြင်ဆင်ထားစာအုပ်လေးတွေထဲမှာကိုဒီဘယ်အရာလေးတွေကိုဒိဋ္ဌာန်လောက်ထားလဲเนาะဒိဋ္ဌာန်လောက်ထားတဲ့အရာလေးပေါ့ဒိဋ္ဌာန်ဆိုတာကတချို့တို့လိုချင်တဲ့ manifestation ပေါ့เนาะအဲ့အရာလေးတွေကိုကြိုတင်ပြီးတော့မှ2026ကိုကူးပြောင်းတဲ့ချိန်မှာကိုယ့်ရဲ့နှလုံးသားထဲမှာတွင်းထားတဲ့ပုံစံနော်ကိုယ့်ရဲ့လိုချင်တဲ့ဘဝပုံစံခု2025မှာမရရှိခဲ့ဘူးဆိုရင်2026မှာရရှိရမယ်ဆိုတဲ့ဘဝပုံစံအခု2025သာကုန်သွားတယ်ဒီချက်မေးကြည့်မယ်ပေါ့နော်2025သာကုန်သွားတဲ့အချိန်မှာကိုဘာတွေလောက်ခက်ရပြီလဲကိုလှုပ်ချင်တဲ့ဆန္ဒလေးပေါ့နော်လှုပ်ချင်တဲ့ဆန္ဒလေးအများကြီးရှိတယ်ဒါပေမဲ့အကုန်လုံးလှုပ်ဖြစ်ခဲ့လားဆိုတာကိုရေးလာပေးကြည့်နော်အကုန်လုံးလှုပ်ဖြစ်ခဲ့ကြလား2024တို့ကတော့ကြေးဝခဲ့တယ်ငါ2025မှာဒီလိုငါရရှိရမယ်ဆိုပြီးတော့မှကြေးဝခဲ့တယ်2025လည်းရောက်သွားရော2025လည်းရောက်သွားရောအဲ့ဒီကိုကြေးဝခဲ့တဲ့အရာလေးတွေကတကယ်လက်ခံရရှိလားနော်ရေးလာပေးကြည့်မယ်နော်ရေးလာပေးကြည့်မယ်လက်ခံရရှိလားလက်ခံရရှိတဲ့ဆိုရှင်လက်ခံရရှိတယ်လို့ရေးလာပေးမယ်နော်ဆက်ကြော်လာကြီးရဲ့စမ်းသပ်မှုများနဲ့လည်းဖြတ်တန်းခဲ့ရတဲ့2025ပါရှင်တဲ့ဒီရှင်နဲ့လက်တွဲခဲ့လို့အသည့်တတိကပ်ပြီးကြော်လွားနိုင်ခဲ့သူပါရှင်လက်ဟုတ်ကဲ့ပါနော်โอเคနော်ဒီ2025မှာပေါ့နော်ကိုထင်ထားတဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေရရှိခဲ့လားဆိုတာပေါ့နော်အမြင်ဖို့လက်တကန်လိုမှလည်းပြုတ်ကျခဲ့ဖို့တဲ့လက်စိတ်ဓာတ်တွေအရန်ကျပြီးတော့နေ့တိုင်းကိုနေခဲ့တယ်လက်ဒါပေမဲ့ကောင်းဖို့ဖြစ်လာတာလို့စိတ်ကိုပြောင်းလဲလိုက်တဲ့အချိန်မှာလည်းအရင်ကတည်းကိုပိုကောင်းလာတဲ့ဒီချက်လက်ဟုတ်တယ်အဲ့လိုမျိုးပြောင်းရတယ်ကိုကလက်တကန်လေးပဲလိုတဲ့ချိန်မှာပေါ့နော်လက်တကန်လေးပဲလိုတဲ့ချိန်မှာပြုတ်ကျခဲ့တဲ့သူတွေလည်းရှိတယ်เนาะဥပမာဒီကိုကဒီကူးပေါင်တရားကိုပေါ့နော်ရောက်တော့မယ်လှေပေါ်မှာတက်တော့မယ်ကိုလည်းကူးပေါင်တရားရောက်ရောလှေရလည်းထွက်သွားရောအဲ့လိုမျိုးလေးလည်းကြံခဲ့ရတာပေါ့နော်ဥပမာလေးပေါ့နော်အဲ့လိုမျိုးလေးနဲ့ကြံခဲ့ရတဲ့သူတွေမြင်လျက်နဲ့ကိုမျက်စိမှာမြင်နေလျက်နဲ့ပေါ့နော်ကြံခဲ့ရတဲ့အရာလေးရှိတယ်ဒီ2025ကြော်ပြတ်ခဲ့တဲ့အဲ့ဒီချိန်မှာကိုဒီငါဒီလေပေါ်မှာငါမလက်ရဘူးဆိုရင်နောက်ထပ်ဒီထက်ကောင်းတဲ့လေဒီထက်အန်ဒီရဲ့ကင်းတဲ့လေနဲ့ငါကြိုရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးစိတ်ကိုကောင်းခြင်းကိုပြောင်းပေးကြည့်တကယ်ကိုကောင်းတဲ့ခြင်းကိုပြောင်းပေးပြီးတော့မှသွားကြည့်တဲ့ခါကျတော့ပိုကောင်းတဲ့အရာတွေကိုကလက်ခံရရှိတယ်နော်2025မှာလည်းဘာမှမလုပ်လိုက်ရဘူးကိုဖုန်းဆိုတဲ့မှာရှိနေပါတယ်လက်နော်โอเคကိုဖုန်းဆိုတဲ့မှာပဲမျောသွားရတဲ့သူတွေရှိတယ်ပေါ့နော်ဟုတ်တယ်ဒီနေ့လုပ်မယ်ဆိုပြီးတော့မှပေါ့နော်ဥမာ4လေးတွေပို့ရင်ပေါ့နော်ဒီနေ့လုပ်မယ်ဆိုပြီးလုပ်ရင်လည်းအခုနှစ်ကုန်သွားပြီနှစ်ကုန်သွားတဲ့အချိန်မှာတတိကလာတဲ့သူလည်းရှိတယ်2025တောင်ကုန်သွားပြီလား2025တောင်မှဒီနောက်ဆုံးလတောင်ရနေပြီ2025တောင်ကုန်သွားပြီလားဆိုပြီးတော့မှသိဝင်လာတဲ့သူတွေလည်းရှိတယ်ပေါ့နော်2025ခုနှစ်မှာလည်းအရန်ခက်ခဲပြီးလည်းဒုက္ခတွေရောက်ခဲ့ပါတယ်လည်းအရင်ကဖျားတရားတွေလုပ်ပါတယ်လည်းအစင်မပြေတော့တွေပဲကြုံနေရတော့စစ်စင်ရပြီးလည်းဖျားတော်မရှိခိုးချင်လောက်အောင်စိတ်တွေလေးလာခဲ့တာလည်းအခုပုံမှန်ပြန်လုပ်နေပါတယ်ရှင်လက်ပြန်လုပ်ပါနော်ဒီကိုဘလောက်ပဲခက်ခဲကြုံနေပါစေနော်ဘလောက်ပဲခက်ခဲတွေဒုက္ခတွေပဲရောက်နေပါစေကိုရဲ့တိစိတ်ထဲမှာပေါ့နော်ဒီဖျားတရားကိုတော့မမေ့လိုက်ပါနဲ့မလုပ်ချင်ဘူးဆိုပြီးတော့မှမဖြစ်လိုက်နဲ့ကိုပြန်ပြီးတော့မှဖျားတရားကမလုပ်ချင်တဲ့စိတ်ဖြစ်လာပြီဆိုဒါကဒီရှယ်တို့ပေါ့နော်ဒီဖတ်ဖို့တဲ့အရာလေးမှာဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးဖြစ်လာတဲ့ဆိုရှင်ကိုမှကံမကောင်းတဲ့အရာလေးဝင်လာတတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့ကြောင့်မလို့အတိကိုပြန်ပြီးကပ်ပြီးတော့မှလုပ်ပေးပါနော်2025နောက်ဆိုလာမှာလည်းလက်ဆိုလာမှာလည်းရှိခံလက်ခံရရှိပါတယ်ဒီရှယ်လက်ကျေးဇူးတင်ပါတယ်โอเคနော်2025ကိုလက်ဘလို့ကုန်သားမှမသိဘူးဒီရှယ်ရေးလက်ကောင်းဖို့ဖြစ်လာနေတယ်လို့ပဲတွေးနေတယ်လက်ဟုတ်တယ်ဘလို့ကုတ်ဝမ်းမှမသိပဲနဲ့ကြုံရရတယ်ပေါ့နော်တဲ့ထိတဲ့ဒီရှယ်လက်တဲ့ပြောနာနော်
ဒီရှယ်နဲ့လည်း2024မှာလက်တွဲလာတယ်လေ2024စနေ BNB တင်တန်းကနေစပြီးမှတ်မိစရာကောင်းအောင်လည်းအောင်မြင်မှုများကြီးရရှိခဲ့ပါတယ်ရှင်လက်ဟုတ်ကဲ့ပါเนาะမမသစင်ဦးเนาะโอเคအဲအကြောင်းမလို့ဒီချက်ခုနပြောသလိုမျိုးပေါ့เนาะကိုကဒီဥပမာဒီတစ်နှစ်တာလုံးမှာပေါ့နော်လူတိုင်းကခက်ခဲတွေကြုံရတယ်အများကြီးပေါ့နော်တချို့တို့လည်းအများကြီးကိုမြင်ရတွေ့ရတာတွေလည်းအများကြီးရှိတယ်ပေါ့နော်ခက်ခဲတွေနဲ့ကိုယ့်ထက်ပေါ့နော်ခက်ခဲကြုံတဲ့သူတွေလည်းအများကြီးရှိတယ်နေစရာစားစရာမရှိရလောက်အောင်ဒီကိုမှဖြစ်လာခဲ့တဲ့ဒုက္ခတွေလည်းအများကြီးကိုကြုံတွေ့ခဲ့ကြရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးကြုံတွေ့ခဲ့ရတဲ့အချိန်မှာဆိုလို့ရှိရင်လူတိုင်းကဒီဘောနော်စိတ်တွေကအရန်ကိုရှုပ်ထွေးနေတဲ့အချိန်မှာဖះတရားလည်းမလုံနိုင်ဘူးအဲ့လိုမျိုးဖြစ်တယ်ဖះတရားလည်းမလုံချင်စိတ်ဖြစ်လာတယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့ခါကျတော့ဖះတရားလည်းမလုံချင်တော့ဘူးဘာမှလည်းငါမလုံချင်ဘူးဆိုဖြစ်လာပြီဆိုလို့ရှိရင်ကိုယ်မှမကောင်းတဲ့အကန့်တွေကပို့ပြီးတော့မှဝင်လာတတ်တယ်အဲ့ကြောင့်မလို့တချို့တွေကဒီထက်မကပို့ပြီးတော့မှဖိပြီးလုပ်ပေးရတယ်ပေါ့နော်ဖိအားပေးပြီးတော့မှစိတ်ကိုမပျော်ဘဲနဲ့မဟုတ်ဘူးစိတ်ကိုပြောအောင်ရင်ထားဥပမာကိုကဒီလိုမျိုးတွေဖြစ်လာပြီဆိုရှင်မရဘူးကိုတတိပြန်ကပ်ပေါ့နော်မရဘူးငါဘုရားတရားကိုငါတေချာလေးလုပ်ရမယ်အဲ့လိုမျိုးကိုတတိပြန်ကပ်ပြီးသွားဆိုရင်တက်ရှူတင်ရှူထိုးလေးလုပ်ပြီးစိတ်ကိုအေးသွားအောင်ပြန်ထားပြီးတော့မှပြန်လုပ်ကြည့်ပါအဲ့ခါကျတော့အကိုလောကပြန်ပြီးတော့မှအဆင်ပြေသွားတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဖြစ်လာတဲ့သူတွေဆိုလို့ရှိရင်ဒီ2026ကိုကူးပြောင်းတဲ့အချိန်မှာဒီခုနတည်းပြောသလိုမျိုး2026ကိုကူးပြောင်းတဲ့အချိန်ဒီည12နာရီတွင်းမှာပေါ့နော်ဒီပဋ္ဌာန်းရွတ်တာတို့เนาะကိုတော်ပွားတာတို့စသဖြင့်ပေါ့เนาะလှုပ်ပေးပါအဲ့လိုမျိုးလေးကိုလှုပ်ပေးပါအဲ့ဒီခါကျတော့ဒီလိုမျိုးကိုလှုပ်လိုက်တဲ့ခါကျတစ်နှစ်လုံးမှာစိတ်တွေအေးချမ်းလာတယ်ကိုယ့်ရဲ့ဘဝမှာအေးချမ်းမှုတွေပျော်ရွှင်မှုတွေကိုရရှိပိုင်ဆိုင်စေတာဖြစ်တယ်ပေါ့เนาะဒါကြောင့်မလို့ဒီ2026တစ်နှစ်တာလုံးမှာကိုပြောင်းတဲ့ဒီစတွေမှာပဲကျတို့ကဒီလိုမျိုးလေးကိုလှုပ်ပေးကြပါเนาะတကယ်လို့ကျတို့တွေကဒီ2026မှာပေါ့နော်တလပိုင်းမှာဆိုလို့ရှိရင်ဒီချက်ကလည်းဒီကျေးဇူးတရားတင်တန်းလေးကိုဒီချက်ဖွင့်ပေးထားတဲ့ upgrade အနေနဲ့ပေါ့နော်တကယ်လို့ပါဝင်ခြင်းနဲ့ဒီလိုမျိုးကိုဘဝကိုဒီ2026တစ်နှစ်တာလုံးမှာ2026တစ်နှစ်တာလုံးမှာပေါ့နော်ကိုဒီစိတ်အေးချမ်းပြီးတော့မှဘဝမှာပြည့်စုံကြွယ်ဝမှုတွေကိုပိုင်ဆိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီချက်တို့ဒီချက်နဲ့အတူတူဒီ college program လေးပေါ့နော်28 dayနော်28ရက်တာခရီးစဉ်လေးမှာပါဝင်ပြီးတော့မှလည်းလာလို့ရတယ် join လို့ရပါတယ်ပါဝင်ချင်တဲ့သူဆို join ချင်တဲ့ဆိုရှင်လည်း join လို့ရတယ်ဘာဖြစ်လို့ join ချင်တဲ့သူ join လို့ရလဲဆိုတော့တကယ်လို့ကိုကဒီ28ရက်တာလုံးတစ်လလုံးလို့ဖြစ်သွားတာပေါ့နော်တစ်လလုံးလို့28ရက်တာလုံးမှာအတူတူဓာတ်ရိုက်ပေါ့နော်ဓာတ်ရိုက် energy ကိုတစ်ချက်ပေးမှာ zoom နဲ့လုပ်ပေးမှာဖြစ်တယ်အဲ့ဒီcortijoနော်ကိုရီကျူတင်တန်းလေးကိုကြတော့ zoom နဲ့လုတ်ပေးမှာဖြစ်တယ်။ဘာကြောင့်လုတ်ပေးရတာလဲ။တစ်နှစ်တာလုံးမှာပို့ပြီးတော့မှပြည့်စုံကြွယ်ဝခြင်းတွေကိုရရှိစေခြင်းတဲ့အတွက်ကြောင့်မလို့ zoom နဲ့တက်ရက် energy တွေရရှိအောင်လုတ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ပါဝင်ခြင်းတဲ့သူဆိုရင်ပါဝင်လို့ရပါတယ်။ပါဝင်ခြင်းတဲ့သူဆိုပါဝင်လို့ရတယ်။ဖိရမစ်စာမှာလည်းလာပြီးတော့မှ join ချင်ပါတယ်လို့နော်ရေးပေးလို့ရတယ်။တကယ်လို့ကိုကဒီလိုမျိုးလေးကိုမှအဆင်မပြေမှုတွေရှိတယ်ဆိုလို့ရှိရင်လည်းဒီတစ်နှစ်တာလုံးမှာကျေးဇူးတရားလေးနဲ့တွားပေးပါဒါပေမဲ့ဒီချက်နဲ့တူတူတွဲတဲ့အချိန်မှာတော့ကျေးဇူးတရားကိုဘယ်လိုပွားရတာလဲတစ်နှစ်တာမှာဒီဒိဋ္ဌံဝင်ထားတယ်လို့မျိုးပေါ့နော်တစ်နှစ်တာမှာဖြတ်တန်းရမယ့်အရာတွေလှုပ်ဆောင်ရမယ့်အရာတွေ program တွေအများကြီးရှိတယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်ကိုဒီကျေးဇူးတရားကိုတစ်နှစ်တာမှာပွားရမယ့်အရာတွေလှုပ်ရမယ့်အရာတွေအတူတူ meditation ထိုင်ရမယ်အတူတူ energy work တွေပြုလုပ်ကြမှာဖြစ်တယ်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ပို့ပြီးတော့မှကိုယ့်အတွက်ကပို့ပြီးထိရောက်စေတာဖြစ်တာပေါ့နော်ဒီတစ်နှစ်တာလို့ကိုတစ်လပိုင်းတစ်ရက်နေ့ကနေပြီးတော့မှနော်ကျိုးဆိုထားတာဖြစ်တယ်တစ်လပိုင်းတစ်ရက်နေ့ကနေပြီးတချို့တွေအတူတူသွားကြမှာဖြစ်တယ်เนาะအဲ့ဒီ program လေးကိုတချို့ကစီစဉ်ပေးထားတယ်ပြီးတော့တောင်းဆိုထားတဲ့သူတွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်မလို့တကယ်လို့ကိုကအခုဒီ like ကနေပြီးတော့မှတင်တန်းကိုလာအပ်တဲ့သူဆိုရှင်တော့ဒီရက်က9400နဲ့ပဲလုပ်ပေးထားတာဖြစ်တယ်เนาะတကယ်လို့9400နဲ့လုပ်ပေးထားတယ်ဒီ like ကနေပြီးလာတဲ့သူတွေဆို9400နဲ့ရသွားမှာဖြစ်ပါတယ်เนาะမြန်မာငွေဆို9400ထိုင်းဘတ်ဆိုရင်တော့940ပေါ့เนาะ940နဲ့ဒီချက်ကဒီ28ရက်တာလို့မှတစ်ချိန်နဲ့ကိုတွေ့လိုမျိုးပေါ့เนาะဒီဓာတ်ရိုက်ပေါ့เนาะ zoom meeting နဲ့လုပ်ပေးသွားမှာဖြစ်ပါတယ် zoom နဲ့လုပ်ပေးသွားမှာဖြစ်ပါတယ်เนาะတကယ်လို့ join ချင်တဲ့သူတို့ဆိုရှင်လည်းဖေးမေစာမှာလည်း join လို့ရေးတယ်လို့ဒီ comment တွေမှာလည်း join လို့ရေးသွားလို့လည်းရတယ်ပေါ့เนาะဘာဖြစ်လို့လဲဆိုရှင်တော့ဒါကကျတို့လေကတစ်နှစ်တာလုံးမှာဒီကြော်ဖြတ်ခဲ့တဲ့အရာလေးတွေမှာဆိုရှင်နှိမ့်စကအရန်ကိုရေးကြည့်တဲ့နှိမ့်ဖြစ်တယ်
နော်အရာကိုရည်ကြည်တဲ့လဖြစ်တယ်နှစ်ရဲ့အစမှာဆိုရှင်ပထမလမှာကတည်းကကိုဒီကောင်းသောအရာလေးတွေနဲ့ဖြတ်တန်းတဲ့ခါကြလို့ရှင်ပို့ပြီးတော့မှနော်ပို့ပြီးတော့မှကောင်းသောအရာလေးနဲ့ဖြတ်တန်းခဲ့တာဆိုရှင်ကိုကပို့ပြီးအေးချမ်းမှုတွေတာယာမှုတွေเนาะကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်စေတာဖြစ်တယ်เนาะအဲကြောင့်မလို့ကျေးဇူးတရားလေးနဲ့တွားမယ်ဆိုလို့ရှိရင်တကယ်လို့ကိုကအချင်းနဲ့တူတူတွားချင်တယ်ဆိုလို့ရှိရင်လည်းဒီ program လေးတက်မှာပါဝင်လို့ရပါတယ်เนาะအပ်ပြီးပါပြီရှင်လက်ဟုတ်ကဲ့ပါရှင်နော်အဲကြောင့်မလို့ဒီထဲမှာတို့ဆိုရှင်ကိုကဒီတိုင်းလေးပဲမ join နိုင်သေးဘူးဆိုလို့ရှင်လဲကျေးဇူးတရားလေးနဲ့တွားပေးเนาะကိုသိထားတဲ့အရာလေးနဲ့ပေါ့နော်တွားပေးပါလေ့လာထားတဲ့အရာလေးနဲ့တွားပေးပါဒီချက်ဖိတ်မှလည်းအမြဲတမ်းတင်ထားတဲ့ video file လေးအများကြီးရှိတယ် ritual လေးလည်းအများကြီးရှိတယ်နောက်တစ်ခုကကြတော့အဲ့ဒီ program ထဲမှာဆိုရှင်ဒီချက်တို့တွေတစ်နှစ်တာလို့အတွက်ပေါ့နော်ပြုလုပ်ရမယ့် ritual လေးလည်းပါတယ်တနေ့တာလုံးမှာဘယ်နေ့ဘယ်ရက်မှာဘယ်လို ritual လုပ်ပါဘယ်လိုငွေဝင်စေတဲ့ ritual ရှိတယ်เนาะကိုယ့်ရဲ့ energy တွေပို့ပြီးမြင့်တင်တဲ့ ritual တွေရှိတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာပို့ပြီး aura တွေ aura တွေပို့ပြီးတောက်ပလာဖို့လုပ်ရမယ့် ritual တွေရှိတယ်အဲ့ဒီ program ထဲမှာဆိုဒီချက်ကအဲ့ဒါလေးပါထည့်သွားပေးမှဖြစ်တယ်အဲကြောင့်မလို့တကယ်လို့ join မဲ့သူတွေဆိုလို့ရှိရင်လည်းဒီ program ထဲမှာပါဝင်လို့ရပါတယ်เนาะဒီနေ့လည်း November ပဲရှင်လက်ဟုတ်ကဲ့ပါမမကြီးเนาะဒါကြောင့်ပြောမဆိုရှင်ဒီနံပါတ်1ကနေစတဲ့နေ့မှာဆိုလို့ရှိရင်ပေါ့နော်ဘဝကိုပေါ့နော်တစ်ကနေပြီးပြန်စားတယ်နှစ်သိစိတ်သိလူသိဘဝသိပေါ့နော်စိတ်သိလူသိဘဝသိနဲ့ကိုကပြန်တီးဆောက်ကြတာအဲ့လိုမျိုးပေါ့နော်ပြန်တီးဆောက်ကြတယ်နှစ်သိမှာနံပါတ်1ခဏဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်သိမှာစိတ်သိလူသိဘဝသိကိုပြန်လဲတီးဆောက်အဲ့ဒီခါကျတော့အကုန်လုံးကအသိတွေကြီးပဲအသေးကနေပြီးပြန်ပြီးစရတာပေါ့နော်သေးကနေပြန်စတဲ့အခုဒီနေ့မှာကိုစမ်းသပ်မှုတွေအများကြီးစကြဝဠာကြီးက universe ကပေါ့နော်ကိုစမ်းသပ်မှုတွေအများကြီးပေးလာတယ်အဲ့ဒီစမ်းသပ်မှုတွေကဘာလဲလဲဆိုလို့ရှိရင်စာမွေးပဲစစ်တာကျတို့ကိုစာမွေးစစ်တာအဲ့စာမွေးပွဲတွေကိုကိုကဖြေနိုင်အောင်ဖြေရမှာဖြစ်တယ်စာမွေးတွေစစ်နေတာပေါ့နော်ဒီတစ်နှစ်တာလုံးမှာဆိုစာမွေးတွေအများကြီးစစ်ခဲ့တယ်အများကြီးကိုနော်စမ်းသပ်မှုတွေအများကြီးရှိတယ်စာမွေးတွေအများကြီးစစ်ခဲ့တဲ့အချိန်မှာအောင်တဲ့သူလည်းရှိတယ်ကြာရှိုးသွားတဲ့သူတွေလည်းရှိတယ်เนาะအောင်တဲ့သူလည်းရှိတယ်ကြာရှိုးသွားတဲ့သူတွေလည်းရှိတယ်အောင်တဲ့သူတွေကကြတော့ဒီ universe ကမေးတဲ့စာမွေးပွဲတွေကိုဖြေနိုင်ခဲ့တဲ့သူတွေပေါ့ဖြေနိုင်ခဲ့တဲ့ဆိုလို့ရှိရင်ဘလောက်ပဲခက်ခဲကြုံနေဘဝကိုအရှုံးမပေးဘဲနဲ့ရင်ဆိုင်ရတဲ့သူတွေเนาะဖြတ်သားနိုင်တဲ့သူတွေเนาะအဲဒါဆောင်ပွဲတွေကိုကိုကနိုင်အောင်ဖြေခဲ့တယ်တချို့ဆိုရှင်လည်းရှုံးပေးလိုက်ကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်ရှုံးပေးလိုက်တဲ့ဆိုလို့ရှိရင်တော့ဆောင်းပွဲကြွားတာပေါ့နော်အသိတွေပြန်တိဆောက်မယ်ဒီရှင်နဲ့လည်းဟုတ်ကဲ့ပါနော်အသိတွေပြန်တိဆောက်ပါကိုဒီတစ်နှစ်တာလုံးမှာဆောင်းပွဲတွေကြားခဲ့တဲ့ဆိုလို့ရှိရင်နောက်တစ်နှစ်မှာအောင်ပြန်ပြီးတော့မှစူးစမ်းကြပါနော်အောင်ပြန်ပြီးတော့မှစူးစမ်းကြပါတကယ်လို့ကိုဒီဒီနေ့မှာဖြတ်တန်းခဲ့တယ်လို့မျိုးပဲ2026မှာတွားပြီးဖြတ်တန်းမယ်ဆိုလို့ရှိရင်လေဒီနေ့လိုမျိုးပဲကိုကကြုံရမှာပဲအဲကြောင့်မလို့စာမွေးစစ်လို့ရှိရင်ရှောင်ဝင်ပြေးပါနဲ့ရင်ဆိုင်ပါနော်စမ်းသပ်မှုတွေကြုံတွေ့ရတဲ့ခါကြလို့ရှိရင်ရှောင်ပြေးလို့မရဘူးရင်ဆိုင်ရမှာဖြစ်တယ်နော်ရင်ဆိုင်ရမှာဖြစ်တယ်ဒီ universe ကနေပြီးစမ်းသပ်မှုတွေပေးနေတယ်စမ်းသပ်မှုတွေကိုယ်စီကိုရောက်ရှိနေတယ်ဆိုလို့ရှိရင်အဲဒီစမ်းသပ်မှုတွေကိုကြော်လွှားပါရင်ဆိုင်ပါရှောင်မပြေးပါနဲ့ထွက်မပြေးပါနဲ့နော်ထွက်မပြေးနဲ့ရင်ဆိုင်ကြော်ပြပါကိုဒီဒါလေငါဒီခက်ခဲတွေကိုငါရှောင်ပြေးသွားမယ်ရှောင်ပြေးသွားလို့ရှင်ငါလွတ်သွားလိမ့်မယ်လို့မထင်လိုက်နဲ့မလွတ်ဘူးပြန်ပြီးတော့ပါဝဲတယ်လေနဲ့ကိုယ့်စီကိုပြန်ရောက်လာမှာဖြစ်တယ်เนาะအဲကြောင့်မလို့ရှောင်မပြေးပါနဲ့ကိုထုနဲ့အောင်ကိုဖြေမှာလဲเนาะโอเคเนาะကိုထုနဲ့အောင်ရင်တော့ပိုကောင်းတာပေါ့เนาะကိုထုနဲ့အောင်ရင်တော့ပိုကောင်းတယ်အဲကြောင့်မလို့ရှောင်မပြေးပဲနဲ့ကိုကအသိကနေပြီးပြန်စားပါเนาะအသိပြန်တီးဆောက်ပါမယ်တရှယ်လက်ဟုတ်ကဲ့ပါเนาะအသိပြန်တီးဆောက်ပါကိုဒီနေ့မှာကြာရှိုးခဲ့တဲ့အရာလေးအများကြီးရှိတယ်ပြုတ်ကျခဲ့တဲ့အရာလေးအများကြီးရှိတယ်ဆိုရှင်အသိကနေပြန်တီးဆောက်မယ်ရင်ဆိုင်ကြော်ပြပါတယ်လက်ရင်ဆိုင်ကြော်ပြပါမယ်ပေါ့နော်โอเคရင်ဆိုင်ကြော်ပြပါဘာကြောင့်ရင်ဆိုင်ကြော်ပြရလဲဆိုလို့ရှိရင်ကြုံတွေ့ခဲ့ရတဲ့ဖြတ်တန်းခဲ့ရတဲ့အရာတွေအလုပ်ကိုရှောင်ပြေးလို့မရဘူးရင်ဆိုင်ရတယ်ဘာဖြစ်လို့ဆိုရှင်တချို့တွေကလက်ခံနိုင်ရတယ်ပေါ့နော်လက်ခံနိုင်ရတယ်ဘာကြောင့်လက်ခံနိုင်ရလဲဆိုလို့ရှိရင်ကိုတီးဖြစ်တည်မှုတိုင်းကိုလက်ခံနိုင်ရတယ်ကြိုခဲ့ပြီးရှင်လက်
ဖြတ်တန်းလာနိုင်ခဲ့ပြီး2025မှာလေโอเคเนาะအဲ့ကြောင့်မလို့ကိုဒီဒီဘယ်လိုပဲကြုံဘယ်လိုပဲခက်ခဲလေးတွေ့เนาะဖြစ်လာတဲ့အရာလေးအားလုံးကိုဒီလိုတွေကဖြစ်လာတဲ့အရာတွေအားလုံးကိုလက်ခံနိုင်ရတယ်ကြော်ဖြတ်နိုင်ရတယ်လက်ခံနိုင်ရတယ်ကြော်ဖြတ်နိုင်ရတယ်အဲ့ဒါမှကိုဒီဆောင်ဝဲအောင်တာမဟုတ်ဘူးဖြစ်လာတဲ့အရာလေးကိုငါမကြော်ဖြတ်ပဲနဲ့ငါရှောင်သွားမယ်ကွာဒီဟာလေးတစ်ခုရှောင်လိုက်တော့ငါဘာမှဖြစ်ဘူးလို့မထင်လိုက်နဲ့ဒီဟာလေးတစ်ခုကိုရှောင်သွားလို့ရှိရင်နောက်ထပ်နှစ်ခုပြန်ပေါ်လာတယ်အဲ့လိုမျိုးနောက်ထပ်နှစ်ခုပြန်ပေါ်လာတယ်အဲ့လိုမျိုးရှောင်ပြီးသွားလိုက်လို့ရှိရင်ကိုကပို့ပြီးတိုးပြီးတော့မှပေးရတယ်တိုးအတိုးနဲ့ပေးရတယ်လို့မျိုးဖြစ်သွားတာပေါ့နော်အဲကြောင့်မလို့ကြုံတွေ့ရတဲ့အရာလေးကိုလည်းရင်ဆိုင်ပါကြော်ဖြတ်ပါကိုဒီရှောင်ပြေးလို့မရတဲ့အရာလေးเนาะရှောင်လဲလို့မရဘူးဘဝမှာကိုလက်ရှိမှာဖြစ်နေတဲ့အရာလေးကိုဘသူကမှလည်းအပြစ်မတင်နဲ့ကိုလည်းအပြစ်တင်စရာမလိုဘူးတခြားသောသူတွေကိုလည်းအပြစ်တင်စရာမလိုဘူးကိုဥပမာအမှားလေးတွေမှားခဲ့မိတယ်ဆိုရှင်ဒါတွေအကုန်လုံးကဖြစ်လာတဲ့အရာလေးကပေါ့နော်အကြောင်းဖန်ပြီးမဟုတ်ဘူးသူဒီတကယ်ဒီနေ့ဒီချိန်မှာဒီလိုမျိုးဖြစ်ရမယ်ဆိုတာကိုယ့်ရဲ့တိတ်ကနေပြီးတော့မှပါလာပြီးသားဖြစ်တယ်ပါလာပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့နော်ကံကြွေးလေးပါလာပြီးသားဖြစ်တယ်ဆက်ကိုဆက်ရတယ်ပေါ့နော်ဆက်ကိုဆက်ရတယ်ဆက်ကိုဆက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကကြင်အောင်ဆက်တာကစောစောကြည့်ရင်စောစောအေးချမ်းတယ်နောက်မှကြည့်ရင်ဒါရှောင်ပြီးသွားမယ်ရှောင်ပြီးသွားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှကြာသွားတာပေါ့နော်ကြာသွားတယ်2026ကိုလည်းထပ်ကြိုးစားပါအောင်မယ်တရှယ်လဲဟုတ်ကဲ့ပါရှင်โอเคเนาะဒါဆိုလို့ရှိရင်ဒီနေ့မှာကတချက်ကဒီအရေးကြီးဆုံးခန်းကဏ္ဍကိုခုနကတော့ပြောခဲ့ပြီးပြီပေါ့เนาะဒီအရေးကြီးဆုံးခန်းကဏ္ဍဆိုတာကလုပ်ဘူးတဲ့သူတွေလည်းရှိတယ်မလုပ်ဘူးသူတွေလည်းအများကြီးရှိတယ်ပေါ့เนาะခုနကတော့ပြောသလိုမျိုးလုပ်ဘူးတဲ့သူတွေကလည်းနည်းစုပဲရှိတယ်အဲ့ဒါနည်းစုရှိတဲ့အတွက်ကြောင့်မလုပ်ဘူးသေးတဲ့သူတွေဆိုလို့ရှိရင်ဒီနှစ်သိကူးတဲ့နှစ်လကုန်မှာပေါ့เนาะနှစ်သိကူးတဲ့နှစ်လကုန်မှာဒီည7 နာရီမှာတေချာလေးနဲ့လှုပ်ပေးပါပထမ်းရွတ်ပေးပါနော်ပထမ်းရွတ်ပေးပါလှုပ်ကြည့်ပါအဲ့ဒီနှစ်ကိုတိတ်ကနန်းကိုရရှိထားတဲ့နှစ်အစ်ကိုဒီကုသိုလ်တရားနဲ့စီးကြုံမယ်ကုသိုလ်တရားနဲ့တွားခဲ့တယ်ဆိုရင်ဒီတစ်နေ့တာလုံးမှာကိုယ့်ရဲ့ကောင်းမှုကုသိုလ်လေးတွေကတခါတည်းပါလာပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့တစ်နေ့တာလုံးမှာအေးချမ်းမှုတွေနဲ့ကြိုးတွေ့ရမှာဖြစ်ပါတယ်เนาะโอเคဒါဆိုလို့ရှိရင်ကျတို့တွေကဒီနေ့မှာပေါ့เนาะဒီနေ့ရဲ့ like ကလေးကိုဒီမှာပဲအစိုးသပါတယ်ဒီချက်ကခုနကတော့ဒီမှာလာပြောပြပေးတယ်ဆိုတာကဒီချက်ကသူတွေအားလုံးကိုရစေခြင်းနဲ့ဖြစ်စေခြင်းနဲ့ဒီတစ်နှစ်တာလုံးမှာပေါ့เนาะဒီ2025တစ်နှစ်တာလုံးမှာခက်ခဲတွေကြိုးတွေ့ခဲ့ရတဲ့သူတွေကိုဒီနှစ်သစ်မှာအေးအေးချမ်းချမ်းလေးနဲ့ဖြစ်စေခြင်းနဲ့ပြီးတော့အေးအေးချမ်းချမ်းလေးနဲ့ပြည်စုံကြွယ်ဝတဲ့သူတွေချမ်းသာကြွယ်ဝတဲ့သူတွေဖြစ်လာဖို့ရန်အတွက်လာပြီးတော့မှတက်တော်ပေးခြင်းဖြစ်ပါတယ်လာပြီးတော့မှနှုတ်ဆောင်ပေးတာဖြစ်ပါတယ်เนาะโอเคဒါဆိုလို့ရှိရင်2026ကိုကောင်းသောမင်္ဂလာတွေเนาะချမ်းသာကြွယ်ဝခြင်းတွေနဲ့ဖြတ်သန်းကြအောင်စမကလေးတိုင်းနဲ့ဒီနေ့ရဲ့ like ကလေးကိုဒီမှာပဲအစိုးသတ်ပါတယ်เนาะစကြဝဠာရရှိတယ်เนาะ17မြင်နေရတယ်เนาะဒါဆိုလို့ရှိရင်ဒီနေ့ရဲ့ like ကလေးကိုဒီမှာပဲအဆုံးသတ်ပါတယ်ဒီနေ့မှာဝင်လာကြတဲ့เนาะဒီချစ်ရတော့မိတ်ဆွေပေါင်းတင်တငယ်ချင်းအားလုံးเนาะဒီထက်ကမိသားစုဝင်ရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့မှာဝင်လာကြတဲ့ဒီမိသားစုဝင်တွေရောက်စီတိုင်းဒီစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးပြည်စုံကြွယ်ဝလို့ထားတဲ့သူတွေဖြစ်ကြပါစေလို့ဆုမခေါ်တောင်းရင်လည်းဒီနေ့ရဲ့ like လေးကိုဒီမှာပဲအဆုံးသတ်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးနဲ့ like တွေမှာပြန်ဆိုကြပါမယ်เนาะ2026မှာချမ်းသာကြွယ်ဝတဲ့သူတွေဖြစ်ကြပါစေเนาะမဟာသမယတို့ကိုလည်းပူဇော်ရလာဒီချက်ရတယ်เนาะမဟာသမယတို့လည်းရွတ်ပေးပါเนาะပြီးလို့ရှိရင်ဒီကိုတော်လေးပွားပေးเนาะခင်ဗျိုးကြီးဆက်ပါကိုလည်းပွားပေးခင်ဗျိုးကြီးဆက်ပါကိုလည်းကတော့ပေါ့เนาะလူရဆိုရှင်ကိုလုံးနေချတိုင်းပတိလေးတွေလည်းစိတ်ပေးပြီးမှဒီပဋ္ဌာန်းလေးကိုရွတ်ပေးပါเนาะခေတ္တဆိုလို့ရှိရင်နောက်ထပ်မှပြန်ဆိုကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်